ဖိုးဖြစ်သူဟာမြစ်ထဲမှာရေကူးနေရင်အောက်ခြေကရေရင်းဟောင်းတစ်ခုကိုတွေးလိုက်ရပါတယ်။ရေရင်းတွေကရေတွေကိုအကုန်စုပ်ထုတ်လိုက်တဲ့အခါမူလရေရင်းဟောင်းပေါ်လာပြီးထဲတွေကတစ်တာတစ်လုံးကိုတွေးရှိခဲ့တာပါ။တစ်တာထဲမှာရွှေတွေအများကြီးပါပေမဲ့အဖိုးကဘာမှမပြောဘဲအိမ်ကိုပဲယူလာခဲ့ပါတယ်။သားကြီးဒီတစ်တာကမိမိသားစုအတွက်ဒုတိယသားက2 တန်းတတိယသားက2 တန်းအဖိုးရဲ့တစ်တာကကျွန်တော်စီရောက်လာတာပါအဖေကအဖိုးကိုနှစ်ပေါင်းများစွာပြုစုခဲ့တာကိုအဖိုးကဒါပဲပေးတာလားဒါမင်းအဖွားကြံခဲ့တာပါအဖွားပစ္စည်းက2 တန်းမတန်ပါဘူးဘာကြီးဒုတိယနဲ့ဘာကြီးတတိယက2 တန်းစီရကြပြီးအဖေကကြဆွေးမြေ့နေတဲ့တစ်တာတစ်လုံးပဲရတာလားလင်းလေးအဖိုးကိုဘလို့စကားပြောနေတာလဲအမွေခွဲတာလူကြီးတွေကိစ္စပါအကိုကြီးသားကိုထိမ့်ပါအောင်အဖိုးရှိနေတာမင်းကိစ္စမဟုတ်ဘူးကလေးကျွန်တော်ကလေးမဟုတ်တော့ဘူးဒါတရားရဲ့လားလို့ပဲမေးချင်တာအကိုကြီးနဲ့နာတာတော့အမှန်ပဲလူအိုကြီးကိုနှစ်ပေါင်းများစွာပြုစုခဲ့ပေမဲ့ဘာမှမရဘူးအဖိုးကဗက်လိုက်လွန်းတာမဟုတ်ဘူးလားအဲ့ဒါတော့ဒီလိုပြောလို့မရဘူးလေဒုတိယနဲ့တတိယကငွေလိုနေတာသားကြီးရဲ့သားကတက္ကသိုလ်တက်ရအောင်မှာအဖေစီစဉ်တယ်လို့ပဲလက်ခံပါတယ်အကိုကြီးကနားလည်ပေးနိုင်တယ်တခြားသူတွေလိုပတ်စံမရလို့ရုံရင်းဆန်ခတ်လို့မနေဘူးဘသူကိုပြောတာလဲကဲပါအိမ်ပြန်ကြရအောင်လင်းလေးအဖေစကားနားထောင်ရန်ဝါဒီနှစ်တန်းကအချိန်ကိုက်ရောက်လာတာပဲအိမ်ဝယ်ဖို့နဲ့မင်္ဂလာဆောင်ဖို့ပြဿနာမရှိတော့ဘူးအားလုံးပတ်စံရကြပြီးငါတို့ကတစ်တာဟောင်းကြီးပဲရတယ်ရှာမင်းအရင်အိမ်ပြန်နှစ်အဖေကြည့်ပါဦးထဲမှာ4 တန်းဖို့အဟောင်းနှွမ်းတွေပါတယ်စဉ်းစားကြည့်ရင်တော့2 တန်းမတန်ပါဘူးအထဲမှာဘာရှိလဲကြည့်ချင်နေမထိနာနဲ့အဖေကသူတို့ကိုကာကွယ်ပေးနေတော့ပဲလွန်လွန်းနေပြီဒါမင်းအဖွားပစ္စည်းပါရှာမင်းမနှက်ဖြန်မှသွားမေးပါလားဒီနေ့လူတွေအများကြီးပဲအဖိုးမှာတခုခုအခက်ခဲရှိလို့နေမှာပါအခက်ခဲရှိရင်လူအများရှိမှဘာလို့မပြောတာလဲအဖေလည်းဒီနှစ်တွေမှာအရန်ဒုက္ခရောက်ခဲ့ရတာအဖေညဘက်ကြီးဘာလို့လာတာလဲရန်မင်းငါ့ကိုရန်ဘိုးနေတာလားငါဒီနေ့ညတောင်းပန်ဖို့လာတာမဟုတ်ဘူးရန်ဘိုးချင်ရင်ဘိုးပါထားပေမဲ့ဒီတစ်တာကိုမေးတဲ့သူရှိရင်ဘသူ့ကိုမှမပေးပါနဲ့အတင်းတောင်းရင်တော့မဖွင့်ပါနဲ့ညဘက်ကြီးလာရလောက်အောင်အဲမှာဘာတွေများရှိနေလို့လဲအဖေမနှက်ဖြန်အိမ်ဟောင်းကိုလာခဲ့အေးဆေးဆေးရှင်းပြမယ်ဘာကိုရှင်းပြမှာလဲတစ်တာကိုယူသွားပါရရင်မဖွင့်ပါနဲ့အဖေမနှက်ကရှင်းပြမယ်ဆိုငါပြောနိုင်တာတခုပဲရှိတယ်ဒီတစ်တာကို3 နှစ်ကြာမှဖွင့်ရမယ်3 နှစ်ဟုတ်လားဒီ3 နှစ်ဆိုတာမင်းကိုအပြစ်ပေးတာမဟုတ်သလိုမျှော်လင့်ချက်မဲ့အောင်လုပ်တာလည်းမဟုတ်ဘူးအချိန်မတန်ပဲပြောလိုက်ရင်မင်္ဂလာမရှိပဲမင်္ဂလာမဲ့သွားလိမ့်မယ်ဘလို့မင်္ဂလာမဲ့တာလဲဒါမင်းမေမသေးခင်ထားခဲ့တဲ့စီကံပဲ3 နှစ်မပြည့်ပဲဘယ်သူမှမထိရဘူးစောဖွင့်လိုက်ရင်လက္ခဏာမကောင်းပဲကံကောင်းခြင်းတွေပျောက်ကွယ်သွားလိမ့်မယ်အဖေကအဲ့ဓာတွေကိုယုံနေတော့မဲလားပတ်စံကြောင့်ရန်ဖြစ်နေတာမဟုတ်ပါဘူးအ ਨੇ ဆုံးတော့ကျွန်တော်ဘာမှလိုအပ်သွားလဲဆိုတာသိပါရစေဒုတိယညီရဲ့စီးပွားရေးငွေလိုတော့2 တန်းပေးတယ်တတိယညီအိမ်ဝယ်မင်္ဂလာဆောင်တော့2 တန်း